င်းခုတည်းရည်စားမရသေးဘူးလား မမကျွန်တော်ပြန်မချစ်တယ်ဟာ မင်းကတိတ်ကိုဂယူးဆိုင်တိုက်တဲ့ကောင်လေးတယောက်ပုံစံမျိုးပါမင်းကိုရရဲ့ကောင်မလေးကကံကောင်းပါ ကျွန်တော်ကစုပ်ခဲစီမြဲစီကျွန်တော်နှလုံးသားကိုခုချိန်ထိတိုက်ဖြုတ်နိုင်တာဆိုလို့မမတယောက်ပဲရှိသေးတယ် တိုက်ဖြူမိခဲ့တယ်ဆိုရင်လည်းပြန်ပြီးတိဆောက်ဖို့ကွယ်အခုထက်လာတဲ့အစာအုပ်ကိုရမယ်ဟဲ့ဆိုရင်ငါ့ကိုမဲသူကထပ်ပြီးပေါ်လာအောင်ပါပဲ ပြန်ပြီးတည်ဆောက်ဖို့ဆိုတာကလည်းခံစားချက်တွေလိုသေးတယ်လေမမရဲ့ မင်းအသက်ကလေခုမှ20ကျော်လေးပဲရှိသေးတာလောကကြီးမှာလူတွေအများကြီးနဲ့ထပ်ပြီးတွေ့ရမှာအဲ့ဒီခါကြလို့ရှင်မင်းရဲ့ခံစားချက်တွေကပြောင်းလဲသွားလိမ့်မယ် မအဲ့လိုပြောတော့ကျွန်တော်ဘလို့စိတ်ကောင်းပါလဲဒါနဲ့မကြိုက်တဲ့ပုံစံကဘလို့လိုမျိုးလဲ ပြောရတော့ခက်တယ်ကြိုက်တာနဲ့ချစ်တာနဲ့ကမတူလူတိုင်းက perfect ကိုကြိုက်ကြတာပဲလေဒါပေမဲ့ကိုတကယ်ချစ်မိသွားတဲ့အခါကြလို့ရှိရင်တော့အရာအားလုံးကိုလက်ခံမိလိုက်ကြတာပဲ 变切多。